video လေးကတော့ share video လေးကကျွန်တော်မနေ့ညဒီ story မှာတင်ထားတဲ့ video လေးပေါ့နော်အဲ့ဒါကို messenger နေပြီးတော့တချို့ညီလေးတွေကဒီ video lesson လုပ်ပေးပါနော်အဲ့ဒါတောက်ဆိုထားလို့ကျွန်တော်ပြန်ပြီးတော့ lesson အနေတစ်ခါသင်ပေးသွားပါမယ်ပထမဆုံးဒါကြတော့ကျွန်တော်ဒီအဓိကလက်လျှောက်လေးတွေမြန်ဆန်အောင်လေ့ကျင့်တဲ့ lesson တစ်ခုဖြစ်ပါတယ်နော်ပထမဆုံးဒီစနစ်ပွင့်အားစပါနော်စနစ်ပွင့်စနစ်ပြီးစစ်တဲ့30ကိုပြီးလို့ရှိရင်30ကပြန်စားမယ်30ကိုရှစ်ခွပြီးလို့ရှိရင်ရှစ်ကနေစားမယ်ရှစ်ခွရှောင်းအောင်အဲဆိုရင်အနေတစ်ခေါက်တင်ပြမယ်အဲ့တိုင်းပဲဒီခုနရှစ်ခွရှောင်းအောင်ကိုပဲနေကြိုးကနေပြန်ပြမယ်ရှစ်ခွရှောင်းအောင်နေကြိုးပြီးလို့ရှိရင်ဆင်းလက်ကွန်ပြန်တော့မယ်ဟောဒီဆင်းလက်ကွန်ကိုပြန်တော့မယ်အဲ့လည်းနေကြိုးပဲနော်ပြီးသုံးကြိုးပြန်တမ်းမယ်သုံးကြိုးရှစ်ခွရှောင်းအောင်ပြီးရင်လေးကြိုးတက်တော့မယ်ပြီးရင်ပြန်ပြီးတော့လေးကြိုးဆင်းလက်ကွန်ပြန်တော့မယ်ပေါ့နော်သူဖော်မြင်လာအဲ့လိုမျိုးတကွဲကြော်နေတော့လိုမျိုးပေါ့နော်စစ်တဲ့ပြီးတော့30ကိုပြီးလို့ရှိရင်30ပြန်လာမယ်30ကိုပြီးရှစ်ခွာလေးကြိုးတည်နေတာပေါ့နော်ပြီးလေးကြိုးရှစ်ခွာ6 5ပြီး5ကြိုးပြန်တော့မယ်ရှစ်ခွာ6 5ပဲ5ကြိုးလေးတဘောရကကျွန်တော်ဒီကြိုးမှာတီးခဲ့တဲ့ပုံစံအတိုင်းပေါ့နော်ပြီး5ကြိုးစနစ်စစ်တဲ့30ကိုပြီးတော့5ကြိုး30ကိုရှစ်ခွာပြီးတော့5ကြိုးရှစ်ခွာ6 5ပြီး6ကြိုးလေးရှစ်ခွာ6 5ပေါ့နော်ပြီးလို့ရှိရင်ပြန်6ကြိုးစနစ်30စနစ်စစ်တဲ့30ကိုပြီးလို့ရှိရင်6ကြိုး30နောက်ရောဒီကိုရှစ်ခွာပြီးလို့ရှိရင်6ကြိုးပဲနော်ရှစ်ခွာ6ပြီးလို့ရှိရင်လွတ်တဲ့တစ်ခုပါပေါ့နော်အဲဒီဟို6ကြိုးလွတ်တဲ့အဲဒါကျွန်တော်နေ့တစ်ခါလေးအကုန်လုံးပြပြပါမယ်ရှင်းတဲ့သင်းလေးတွေရှိလို့ရှိရင်လည်း comment